နေပြီးတော့ဒီမနာတောင်ညိုလမ်းမပေါ်မှာရှိတဲ့ရေပန်းဥယျာဉ်အနီးမှာရှိတဲ့မိုးတီတွေမြို့ပြတွေအားလုံးစုံထားတဲ့အမျိုးသမီးအမျိုးသားကလေးအားလုံးဝယ်လို့ရတဲ့ MTR ဟုတ်တယ်နော် MTR Mega Store ဖြစ်ပါတယ်ရှင် MTR ဆိုတာဒါမိုးတီရီဆိုတာအတူကောက်ပေါ့နော်တော့ MTR နာ Mega Store ဖြစ်ပါတယ်ဒီမှာဆိုရင်အမျိုးသားဝယ်အမျိုးသမီးဝယ်ကလေးဝယ်သူ့ရဲ့အမျိုးသမီးတွေအများကြီးပေါ့နော်အဲ့ဒါတွေကိုတင်းနဲ့ဈေးနှုန်းနဲ့အကျယ်ကြီးပဲစိတ်ချရွေးချယ်ကြတယ်အများကြီးရှိတယ်တကယ်ကိုတောက်တန်နဲ့ဈေးဝယ်လို့ရမယ်shopping mall ကြီးလောက်ရှိတယ်ပေါ့နော် Mega Store ဖြစ်ပါတယ်ဒီမှာဆိုရင်ဒါအမျိုးသမီးဝယ်အင်ကြီးတော်တော်များများတကယ်ကိုတင်းနဲ့ဈေးအပေါ်ဝိုင်းအင်ကြီးဆိုရင်လည်း1000ခွဲဒီလောက်လေးပဲရှိရ170ဆိုတော့2000ခွဲအရင်များမှ9000กว่าဒါဆိုတော်တော်လေးကိုပွဲပဲဝယ်လို့ရတဲ့ပုံစံမျိုးဖြစ်သွားပြီပေါ့နော်ဆိုတော့တကယ်ကိုဈေးတင်းနဲ့အမျိုးသမီးဝတ်တွေအမျိုးသားဝတ်တွေကလေးဝတ်တွေတနေရာထဲမှာတူတူဝေးရနိုင် MTR Mega Store ဖြစ်ပါတယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်ဒီနေ့ဖွင့်ပွဲလာတာပါရှင်ဒီဟာကြီးရဲ့ဒီဆိုင်ကြီးရဲ့ဖွင့်ပွဲဖြစ်ပါတယ်ရှင်ဘိုင်ဘိုင်ကျေးဇူးတင်ပါတယ်